ဒီအာမနာတံသဘာဝစစ်စစ်ပြောမယ်ဆိုလို့ရှိရင်ရွှေနှုတ်တော်ကိုလှုပ်ပြီးတော့နေတာပဲအဲ့ဒီဂုံငုံကပုံနာကိုဖရာတရားဟောလိုက်ကြလားမဟောပါဘူးဘာဖြစ်လို့တုံးလို့ဆိုတော့သူ့တရားဟောပေမဲ့တရဏဂုံမျှတီးမဲ့ပုဂ္ဂိုလ်မဟုတ်တရားတော်ရဲ့တရားဘာဇနာပုဂ္ဂိုလ်မဟုတ်တဲ့အတွက်မိထားတဲ့အမေပု္ပ္ပာပြတနာကလေအင်မတန်လေးနဲ့တဲ့အမေပု္ပ္ပာဖြစ်တယ်ခက်ချီဒီမေးတဲ့ပြတနာရှင်ဖြစ်တဲ့ဟုံကပုံနာကလည်းတရားရဲ့တရားဓမ္မဘာဇနာမဟုတ်ခဲ့မေးတဲ့ပြတနာလေးနဲ့တလောက်အမေရှင်ကတရားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ဒီတော့မဟောရအခက်ဟောရအခက်တရားနဲ့တလောက်ဝေးတဲ့ပုဂ္ဂိုလ်ကိုပြတနာလေးနဲ့ဒါတစ်ဖက်ကိုကြည့်ပြီးတဲ့ကာလဒလဟောဈေးဖို့ပေါ်နဲ့ဖရာတရားဟောလိုက်ရမယ်ဒီလိုလည်းမဖြစ်နိုင်ဘူးဈေးဖို့ပေါ်ထားပြီးတော့ဟောရမယ်တရားမျိုးလည်းမဟုတ်ဘူးမဟောဘဲကလည်းတရားသဘောကလေးနဲ့ပြတနာကလေးနဲ့နေတော့ဖရာမှာဟိုလိုနည်းနဲ့လည်းဟောလို့မရမဟောဘဲကလည်းနေလို့မဖြစ်အဲ့ဒီတော့ဖြစ်တဲ့နည်းနဲ့ဘာလို့ရတုံးလို့ဆိုတော့တရားရဲ့တရားမဟုတ်တဲ့ဟုံကပုံနာကိုတရားနှခံမထားဘဲနဲ့ကိုတော်မြတ်ဘာသာကိုတော်မြတ်ဥဒံကျူးရင်သောအနေနဲ့ယောဗျာမနောဘာဟိတပါပဓမ္မောနိယုံဟုံကောနိကတာဝယတတောဝေဒံတကုဝုတိတဗြမစရိယောဓမ္မေနသောဗြမဝါဒံဝရိယယတုတ္တရနတ္ထိကုဟိံစီလောကေဘုံနာတော့တရားဟောတဲ့အနေနဲ့မဟုတ်ဘူးကိုတော့ဘာသာကိုတော့မြတ်ဥဒံကျူးရင်တဲ့အနေနဲ့ဥဒံပါပဲလေဥဒံကျူးရင်သောအဖြစ်မဲ့ရွှေနှုတ်တော်ကမြတ်ဆိုတော်မူခဲ့တယ်ယောဗျာမနောအမတ်မထင်အချင်းဗျာမနာဖြစ်သောပုဂ္ဂိုလ်သည်ဘာဟိတပါပဓမ္မောအပပြုအပ်သောမကောင်းမှုအကုသိုလ်တရားလေးရှိပါပေ၏ဝါမကောင်းမှုအကုသိုလ်တရားကိုအပပြုပြီးလိဖြစ်ပါပေ၏တပါးတဲ့ဗျာမနာမြည်ဖို့ရန်နိဟုံဟုံကောမမနာအမျက်ကောဓာတို့၏အစွမ်းအားဖြင့်တဟုံဟုံနှင်လေးပြုလိမ့်မရှိဟုံနဲ့မမနာတွေအမျက်ဒေါသတွေမပြောခြင်းသဘောရှိပါပေနေကတာဝယာကအစရှိသောကိလေသာဖန်ကြီးမှလည်းကင်းစင်ပါပေယတတောသမထဝိပဿနာဘာဝနာနှလုံးကျင့်သုံးပြီးလိဖြစ်ပါပေဝါယတတောသီလသံဝရဖြင့်စောင့်စည်းအပ်သောစိတ်နှလုံးလေးရှိတော်မူပါပေဝေဒံတကူမဉ္ဇဉ်၄ပါးဖြင့်အဆုံးဖြစ်သောနိဗ္ဗာန်သို့ရောက်တော်မူပါပေဝါဝေဒံတကူမဉ္ဇဉ်၄ပါး၏အဆုံးအရဟတဖို့သို့ရောက်ပြီးဖြစ်ပါပေတိတဝါကျင့်သုံးပြီးသောသိက္ခာတည်းလေးရှိပါပေဝုတိတဗြမစရိယောကျင့်သုံးအပ်ပြီးသောမတိဟုသောမြတ်သောအကျင့်လေးရှိပါပေသောတာတိသောထိုသဘောရှိသောပုဂ္ဂိုလ်သည်ယတအကျင့်အရိယသခင်ဤတဏ္ဍ၌ကုဟိစီလောကေတစုံတစ်ခုသောလောကမှာမှဥဒ္ဒရာယာကဒေါသမောဟမာနဒိဋ္ဌိတိဟုသောပြောများခြင်း၅မျိုးတို့သည်နာတိနာတန်တိမရှိပါကုန်သောတာတိသောထိုသို့ဆိုအပ်ပြီးတော့တရား6ပါးနဲ့ပြည့်စုံသောပုဂ္ဂိုလ်မှဓမ္မေနတရားသဖြင့်ယထာဘုဒ္ဓအမှန်သဘာဝဓမ္မကြသဖြင့်ဗြမဝါဒံငါကဗျာမနာဟု၍ပြောဆိုခြင်းကိုဝတိယမုချပိုင်းပြောဆိုနိုင်ပါပြီတရား6ပါးနဲ့ပြည့်စုံမှပြည့်စုံတဲ့ပုဂ္ဂိုလ်မှငါကဗြမနာဘေးလို့ရဲရင်ဝုံစားယထာဘုဒ္ဓအမှန်တိုင်းပြောကြနိုင်တယ်
ဟုံဟုံကပုံနာကိုအဖက်မထားပဲနဲ့ကိုယ်တော်မြတ်ဘာသာဥဒန်းကျူးရင်သောအနေနဲ့ဂါထာတွေရွတ်တော်မူခဲ့ရတယ်အဲ့ဒီကအဇဘာလာညောင်မင်းက9ရက်လွန်မြောက်လို့ဖလသမဘသမာဓိအရဟတဖို့သမာဓိမှထတော်မူပြီးတဲ့နောက်မုံစလိန်သာခေါ်တဲ့မဟာဗောဓိပင်မှတောင်အရကြီးပင်ရှိခဲ့တယ်အဲ့ဒီကြီးပင်အောက်သို့ဘုရားကိုယ်တော်မြတ်ကြွဘုရားကိုယ်တော်မြတ်မုံစလိန်သာဌာနသို့ရောက်လင်မဲ့9ရက်ဆွေတဲ့မိုးကြီးဖြစ်ခဲ့တယ်အဲ့ဒီမိုးမျိုးကစัจ जा မင်းများပွင့်တဲ့အခါလည်းဖြစ်တာစัจ जा မင်းများပေါ်တဲ့အခါမှလည်းပဲ9ရက်မိုးကြီးဆွေတတ်တယ်တဲ့ဒါပြင်ယူမြတ်စွာဘုရားများပွင့်တော်မူတဲ့အခါမှလည်းပဲဒီ9ရက်မိုးကြီးဆွေတတ်တယ်တပည့်တော်တို့တွေ့နေကြဖြစ်တဲ့9ရက်မိုးအဆွေမျိုးမဟုတ်ဘူးတဲ့အခုပြောတဲ့9ရက်ဆွေတဲ့မိုးကစัจ जा မင်းဖြစ်ထွန်းတဲ့အခါဒါပြင်ယူမြတ်စွာဘုရားပွင့်တော်မူတဲ့အခါဤနှခါမှပေါ်ပေါက်တဲ့9ရက်ဆွေတဲ့မိုးကြီးမျိုးမုံစလိန်သာကြီးပင်ရဲ့အနီးမှာဘုရားကိုယ်တော်မြတ်ကြွလို့9ရက်မိုးကြီးဆွေနေတော့မနေစားတဲ့အတွက်မုံစလိန်သာရေအိုင်အောက်မှာရှိတဲ့မုံစလိန်သာနဂါမင်းကမိမိကိုယ်တိုင်ယရနာ9ပါးယရနာ10ပါးဖြင့်ပြီးတဲ့ဘုံဗိမာန်ဖန်ဆင်းပြီးတော့ဘုရားသဗ္ဗညုအားလှူနိုင်ပါတယ်ဒါပေမဲ့ကိုယ်တိုင်ကိုကြဝေယဝဆကိုပြုလုပ်လို့တဲ့အတွက်မိမိဘုံဗိမာန်ကထွက်ဘုရားကိုယ်တော်မြတ်ရဲ့ယူပကာယကိုကြီးစွာသောမိမိကိုဖန်ဆင်းပြီးတဲ့ကာလဘုရားကိုယ်တော်မြတ်ရဲ့ယူပကာယကို9ခု9ပတ်ပတ်ပြီးတော့ဘုရားကိုယ်တော်မြတ်ရဲ့အုတ်ခေါင်းတော်အထက်မှဘယ်မိုးပေါက်မှမကြမရောက်နိုင်အောင်ကြီးစွာသောဗပြင်းကြီးကိုမိုးအုပ်၍တည်နေတယ်အဲဒီလိုတည်နေတဲ့အထက်မှာဘုရားကိုယ်တော်မြတ်ထဲဝဖွဲ့ခွေးနေတော်မူရင်း9ရက်ပတ်လုံးဖလားသမဘချမ်းသာဖြင့်အချိန်ကိုလွန်စေခဲ့တယ်9ရက်လွန်မြောက်ရောက်တဲ့ကာလမုံစလိန်နာနဂါကကောင်းငင်ကိုကြည့်တဲ့အခါမိုးတိမ်တိုက်တွေရှင်းလို့ကောင်းကင်အပြင်ကြီးတစ်ခုဟာနီလာရောင်တွေအပြာရောင်တွေသမ်းပြီးတော့မိုးတိမ်တိုက်တွေရှင်းတာကိုမြင်တော့မိမိရဲ့အခွေတွေကိုပယ်ဖြောက်အခွေတွေကိုဖြေပဂတိနဂါအစင်းကိုပယ်ဖြောက်လူလင်းအသွင်းဖန်ဆင်းပြီးတော့ဖရာရှိမောက်မှလက်ဥချီမို့ရှိခိုး၍ယက်တည်နေခဲ့တယ်အဲ့ဒီယက်တည်နေတဲ့မုံစလိန်ဒါနဂါလူလင်းအသွင်းဖန်ဆင်းနေတဲ့မုံစလိန်ဒါနဂါကိုလည်းပဲတရားမဟောရသေးဘူးဘာပြုလို့တော့အဲ့ဒီမုံစလိန်ဒါနဂါလည်းပဲခုပြောသလိုဓမ္မဘာဇနမဟုတ်သေးဘူးတဲ့တရားဟောပေမဲ့မရဖို့ဒီမဖြစ်နိုင်သေးဘူးတိုက်ရိုက်တဲ့တို့ပြောရမယ်ပဆိုလို့ရှိရင်ဖြင့်ဒီဖယသာသနာမှာနိဗ္ဗေဒဘာဂိယတရားဟောနည်းဖြစ်မှာကဓမ္မစကြာတရားဟောမှမရောက်ဖို့ဒီဆိုတဲ့ဖယပေးတော်မူလို့တဲ့မဲ့ဖို့အကျိုးကိုရနိုင်မှာဒီတော့အချိန်ကမကြသေးတော့မုံစလိန်နာနဂါကိုလည်းတရားမဟောပဲနဲ့ဘုရားကိုတော်မြတ်ရှိမောက်ကမုံစလိန်နာနဂါလူလင်အသွင်းဖန်ဆင်း၍လက်ဥချီမှုရှိခိုးရက်တည်နေတဲ့အချိန်မှာဒုက္ခဝိဝေကောဒုဋ္ဌန္တသုတ္တဓမ္မတပတ္တံတောအဗျာပေဇံဒုက္ခံလောကေပါဏဗုတေတုတံယမောဝိဝေကောဥပတိလေတံစိတ်ရမှန်တဲ့နိဗ္ဗာန်ပရမတ္တိဒုက္ခအလွန်အမင်းချမ်းသာလှပါပေဝိဝေကခေါ်ဆိုရတဲ့နိဗ္ဗာန်ဟာဖြင့်အင်မတန်ချမ်းသာတဲ့တရားပဲသုဒ္ဓဓမ္မတပတ္တတော်သုဒ္ဓဓမ္မတထင်လင်းကြည့်သောသစ္စာလေးပါးတရားရှိသောမိမိဉာဏ်ဝဲထင်လင်းကြည့်သောသစ္စာလေးပါးတရားရှိသောတန်ဓမ္မံထိုမိမိညာဝဲထင်လင်းသိမြင်ပြီးတဲ့သစ္စာလေးချက်တရားနဲ့ကိုပတ္တတော်ပတ္တန္တတရှုဆင်ရင်တော်မူသောယဟန္တာသခင်အရှင်သူမြတ်၏
လောကီလောကကြီးတဲ့၌အပြာပိဇံဒေါသမလွှမ်းမိုးပဲနေရခြင်းဒီလေဒုက္ခချမ်းသာလှပြီဘာငါဘူးတေသူတတ္တဝါတို့အပေါ်၌တန်ယမောမေတ္တာရှိထစောင့်စည်း၍နေရခြင်းဒီလေဒုက္ခချမ်းသာလှပြီတတ္တဝါတွေအပေါ်မှာမေတ္တာကရုဏာမှုဆွေး၍နေရခြင်းအပြင်အင်မတန်ချမ်းသာတာပဲနိဗ္ဗာန်ချမ်းသာကအင်မတန်ချမ်းသာလှ၏သစ္စာလေးချက်တရားနဲ့ကိုကွက်ကွက်ကွန်းကွန်းလင်းလင်းထင်ထင်သိမြင်ပြီးတဲ့ပုဂ္ဂိုလ်ဟာမိမိသိမြင်တဲ့သစ္စာလေးပါးတရားကိုကြည်လေအဲ့ဒီလိုကြည်ရာကကရုဏာမိုးဆွေးရမေတ္တာမိုးဆွေးရခြင်းကလည်းပဲချမ်းသာလှပေ၏ဒုက္ခဝိရာဂတာလောကေကာမနံသမတိကမောအတ္တမိမာနတယောဝိနယောဧတံဝေပရမံဒုက္ခံလောကေတန္တလောကကြီးတဲ့၌ယာဝိရာဂတာအခြင်းယာကကင်းခြင်းကိုကာမနံသမတိကမောတိဝတ္ထုအာယုံကာမဂုဏ်တို့ကိုလွန်မြောက်ခြင်းဟူ၍ဝုသတိဆိုအပ်၏သာဝိရာဂတာထိုကာမယာကကင်းရှင်း၍နေရခြင်းသည်လေဒုက္ခပထမချမ်းသာလှပေ၏ဘာဆိုလို့တလဲကာမိသန္တနိဝရဏကင်းပြီးတော့အနာဂါမိမေဖို့နဲ့နေရခြင်းဟာဖြင့်ချမ်းသာလှပေ၏ပထမချမ်းသာအတ္တမိမာနတယောဝိနယောဧတံဝေပရမံဒုက္ခအတ္တမိမာနတငါဆိုတဲ့မာနကိုယောဝိနယောအကျင့်ပေရှားရာအရဟတမေအရဟတဖို့သည်အထိရှိဧတံဤငါဆိုတဲ့မာနကိုပယ်ချရအရဟတမေအရဟတဖို့သည်ဝေစင်စေဧကံအမှန်အဖြစ်ပရမံဒုက္ခံအတုမရှိချမ်းသာလှပါပေတုမရတဲ့ချမ်းသာကတော့ဖြစ်ငါဆိုတဲ့မာနကိုပယ်ချရအရဟတမေအရဟတဖို့ကအတုမရှိတဲ့အသာဆုံးအမြင့်ဆုံးချမ်းသာပဲလို့ဥဒန်းကျူပြီးတော့အဲဒီကနေပြီးရာဇာယရဏခေါ်တဲ့လင်းလွန်းမင်းတို့ကြွခဲ့တယ်မဟာဗောဓိမှာအနောက်တောင်လောက်ရာဇာယရဏလင်းလွန်းမင်းတို့ဘုရားကိုယ်တော်မြတ်ကြွရောက်ပြီးတော့ခွန်ရပတ်လုံးဖလားသမဘာချမ်းသာဖြင့်တရင်သုံးနေတော်မူ၍ခွန်ရက်ပြည့်မြောက်ပြီဆိုပါစို့ထိုနေ့နဲ့မိုးတော်အချိန်မှာတရားမင်းကတပူးများကတ်တယ်ဆေးကျေစုများကတ်တယ်ဆေးကျေစုဖုံးမေးတယ်ဆိုရင်မဲ့ဘုရားကိုယ်တော်မြတ်ပရိရကိစ္စခေါ်တဲ့ကိုလက်သုတ်သိင်းချင်းကိစ္စကိုပြုရတယ်49ရက်စီးခဲ့ပြီအဲ့ဒီ49ရက်စီးလို့ယနေ့ဆံဖုံးတို့ရအချိန်တန်ပြီလို့သိတဲ့အတိုင်းတရားကဆေးကျေစုကိုကတ်ခဲ့တယ်ဩဒတဟရိတကခေါ်တာဆေးကျေစုကိုတော်မြတ်ဖုံးမေးပြီးသကာလကိုလက်သုတ်သိင်းခြင်းအမှုကိုပြုရတယ်ကာယဗလတွေမပြည့်မစည်းပဲတည်ရှိတယ်ပြီးပြီဆိုတော့တပူတော်စားလို့အဲ့ဒီရာဇာယရဏခေါ်တဲ့လင်းလွန်းမင်းရင်မှာဘုရားကိုတော်မြတ်တည်သုံးနေတော်မူ gain ဥက္ကလာခေါ်တဲ့အရကဗမာပြည်ကလည်းပဲဘယ်နဲ့ပြောတယ်လဲဆိုတော့ဥက္ကလာပဆိုတာရန်ကုန်ခေါ်တာတဲ့အိန္ဒိယတဲကလူတွေကလည်းဥက္ကလာဆိုတာကျုပ်တို့အိန္ဒိယတဲမှာရှိတာတဲ့ gain ဘသူဟာမှန်တယ်မှားတယ်ဆိုတော့သဘာဝကဆုံးဖြတ်ပေါ့ဒီတယ်မဲလားလို့ဆိုတော့မဟုတ်သေးဘူးဗမာပြည်ကရှင်ပုံကသုလဘုံမဟာဘုံဆိုတာကျောင်းတော်ရာအယက်ကတဲ့ဗမာကလည်းအထက်အောက်ဆက်တော်ရာတွေဟာအခုအထင်ရှားရှိသားပဲဆိုပြီးတော့ဘုရားကိုယ်တော်မြတ်ကြွရောက်ပြီးတဲ့ကာလအပရန္တတိုင်းမှာဘုရားကိုယ်တော်မြတ်ကြွရောက်ပြီးတဲ့ကာလချခဲ့တဲ့ဆက်တော်ရာဟာတို့ဗမာပြည်ကသူနာပရန္တတိုင်းလေကိုင်းကျောင်းတော်ရာကခြေတော်ရာနှစ်စုပဲလို့အဲ့ဒီလိုဗမာကလည်းစွဲတာပဲအိန္ဒိယကလည်းပဲဘယ်နဲ့ပြောတယ်လဲဆိုတော့အပရန္တတိုင်းဆိုတာကျုပ်တို့အိန္ဒိယအနောက်ပိုင်းကိုခေါ်တာတဲ့အိန္ဒိယသမုဒ္ဒရာရဲ့
အိန္ဒိယအနောက်ဘက်သမုဒ္ဒရာကြီးအဲ့ဒီကန္နာဘိုင်းကိုအပရန္တတိုင်းခေါ်တာတဲ့သူတို့စီမှာလည်းပဲဆက်တော်ရနဆူရှိတဲ့အဲ့ဒါဘသူကမှန်တယ်လဲလို့ဆိုရတော့သဘာဝဓမ္မကဆုံးဖြတ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒိဋ္ဌံတေနိဗ္ဗုတေသာပိသမေစိတ်တေသမံဖလံဇေတောပဏိတိဟေတုဟိတတ္တကိသန္တိသုဂတေအဲ့တော်ထင်ရှားရှိတဲ့ဘုရားကိုယ်တော်မြတ်မှာပဲဖြစ်ဖြစ်ပရိနိဗ္ဗာန်ဝန်ဆံတော်မူတဲ့တာပြညူမြတ်စွာဘုရားမှာပဲဖြစ်ဖြစ်စိတ်အညီအမျှထားနိုင်ရင်အကျိုးအမြည်အမျှရနိုင်တယ်ဒါကြောင့်တကယ်စက်တော်ရပဲဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဟုတ်မဟုတ်ဘူးဟာရန်ကုန်ကရွှေရုံဆန်တော်ရှင်ဆိုတာဟာအိန္ဒိယကလည်းသူတို့စီမတပုဒ္ဒဗန္လိကတို့ဟာသူတို့စီကဥက္ကလာပဆိုတာသူတို့စီကလို့ဘယ်လိုပဲပြောမိမိစိတ်ထဲမှာဘုရားကိုယ်တော်မြတ်ရဲ့ဆံတော်မှာရောင်ကြည်တော်နီလရောင်ကြည်တော်သူကွန်မြူနေတဲ့ပုံအဲ့ဒီကနေပြီးတော့နီလရောင်ကြည်တော်ရှင်ဖြစ်တော်မူတဲ့သဗ္ဗညုမြတ်စွာဘုရားကိုခန္ဓာတော်ရောက်စိတ်အာယုံပို့ပြီးတော့တရားနှလုံးသုံးလို့ဘုရားကုံအာယုံပြုနိုင်ပြီဆိုလို့ရှိရင်ဖြင့်အကျိုးရခြင်းအတူတူပါပဲတဲ့ညင်မနေကြပါနဲ့ခုံမနေကြပါနဲ့ပစ္စည်းအစစ်ပဲဖြစ်ဖြစ်နှလုံးမသွင်းတတ်ရင်အကျိုးမရဘူးနော်အဲ့ဒီပစ္စည်းအတူပဲဖြစ်လင်ကစားတဲ့ဘုံကလေးကိုပုံပြီးတော့ဘုရားစေတီဘုံဖို့အဲ့ဒီကနေပြီးတော့ဘုရားကုံအာယုံရောက်အောင်အာယုံပြုပြီးတော့ပူဇော်လို့ရှိရင်ဖြင့်တတော်ထင်ရှားဘုရားအားပူဇော်ရခြင်းနဲ့အတူတူပါပဲယနေ့ရုပ်ပွားဆင်းတုတွေလည်းပဲအဲ့ဒီဆင်းတုကလေးတဲ့တင်စိတ်ထားဖို့မဟုတ်ဘူးဆင်းတုငယ်ငယ်ဆိုလို့ရှိရင်အိသံတောသသဗေကပေစင်္ဂမတိဤတောစီတောအိသံတောသက္ကဝါလံပိအတ္တဘာဝေနသာရိဘဂဝါဘုန်းတော်သခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အိသံတော်အလိုတော်မြတ်ရှိပါမူကားသာသဗေကပေမုံညင်းစေတရတွန်း၌ပင်တော်လေဤတော်စီတော်အရှိအနောက်တောင်းရောက်လူလာဤမထိုမစင်္ဂမတိလူလာတုံခေါက်စင်ကြံလျှောက်တော်မူနိုင်ပါပေကိုယ်တော်မြတ်အလိုရှိပါမူပရိသတ်တွေကကြည်နေစမ်းတဲ့မုံညင်းစေကလေးအတွန်းမှာပင်လည်းအရှိအနောက်တောင်မြောက်လူလာတုံခေါက်ပရိခရာရှိပါးယူဆောင်၍စင်ညာလျှောက်နိုင်တယ်အနိမဘုံတော်လို့ခေါ်တယ်နော်မဟိမဘုံတော်ဖြင့်အနိမဘုံတော်ဆိုတာကကိုယ်တော်မြတ်ကိုအနုမြူသဖွယ်သေးငယ်အောင်ဖန်ဆင်းတဲ့ဘုံတော်မဟိမဘုံတော်မဟာမြတ်မုနီဖရာကြီးလို့မဟာသကြတိကဖရာတို့လို့ရုပ်ပွားတော်ကြီးကြီးကြီးတွေ့ပြန်တော့လည်းပဲအိသံတော်သက္ကဝါလံပိအတ္တဘာဝေနသာရိဘဂဝါဘုန်းတော်သခင်ငါတို့ဖရာရှင်သည်အိသံတော်အလိုတော်မြတ်ရှိပါမူကားသက္ကဝါလံပိစัจ java လာတိုက်အလုံးကိုပင်တော်လိအတ္တဘာဝေနကိုတော်မြတ်၏အတ္တဘောဖြင့်သာရိဖုံးလွှမ်းတော်မူနိုင်ပါ၏မဟိမဘုံကုံအာယုံပြုပြီးတကလာဘုရားကိုယ်တော်မြတ်တကယ်တတော်ထင်ရှားဘုရားကိုယ်တော်မြတ်ဓမ္မောက်စိတ်အာယုံရောက်ဖို့ကအရေးကြီးတယ်ဒါကြောင့်ရုပ်ပွားငယ်လို့ရှိရင်လည်းအနိမဘုံတော်နဲ့ရုပ်ပွားတော်ကြီးရင်လည်းမဟိမကိုဘုံတော်နဲ့အာယုံပြုပြီးတော့ဘုရားဓမ္မောက်မိမိတို့စိတ်ကိုရောက်အောင်ပို့ကြပါအခုပါလေလို့ဆိုတော့ဘုရားကိုယ်တော်မြတ်ရာဇာယရဏလင်းလွန်ပင်ရင်တရင်သုံးလို့လင်းလွန်ပင်တတ္တဟ9ရက်လွန်မြောက်တတ္တဟစီလို့49ရက်ပြည့်မြောက်တဲ့နေ့မှာရောက်လာမဲ့ပုဂ္ဂိုလ်တွေကဘယ်သူလဲလို့ဆိုတော့တပုဒ္ဒနဲ့ဗန္လိကဂုံနေညီနောင်ဥက္ကလာအယကမြတ်စွာဘုရားတရင်သုံးတော်မူတဲ့ဥရိဝေလဗုဒ္ဓဂယာအယတို့အတွတ်ရှိသောခရီးကိုသွားခဲ့လာခဲ့ကြတယ်သွားလာစေဖြစ်ကြအဲဒီလိုလာကြတဲ့အခါအဲ့ဒီ49ရက်နေ့မြောက်ရောက်တဲ့ကာလတပုဒ္ဒဗန္လိကတို့ကဖျားနဲ့မနီးမဝေးအရတ်တို့ရောက်ခဲ့ပြီလွန်ခဲ့သောဘဝကသူတို့နဲ့ဆွေချင်းမျိုးချတော်ဆက်ခဲ့တဲ့နတ်တူကဘယ်နဲ့ပြောတယ်လဲပထမသူတို့ရဲ့ဂုံးလဲတွေကိုရှေ့မတို့နောက်မဆုပ်အောင်လဲတွေရက်ကုန်အောင်လှုပ်လိုက်တယ်
လဲတွေရတဲ့ကာလလံခရီးစောင့်ကြတဲ့နတ်တွေကိုဗလိနတ်စွာပေးလို့ကတော့ဘောရီပေးတောင်းပန်တိုးလျို့တဲ့အခါကြတော့မှအဲ့ဒီနတ်ကကိုထင်ပြပြီးတော့အယံမာရိသာဘဂဝါလာဇာယနာမူလေဝိဟရတိပထမပိတံဗုဒ္ဓောမာရိသာအချင်းစုလမာရိသာအချင်းတပုဒ္ဒဗန္လိကတို့အဘိတံဗုဒ္ဓောဟုတ်တော်သဗ္ဗညုဖေယဖြစ်ပထမရှိဥစွာဒါဇာယနာမူလေလင်းလွန်မင်းရဲ့အရင်၌ဝိဟရတိဣရိယာပထမြတ်တာရှင်ပြုံးတရင်သုံးနေစေဖြစ်ပါ၏အမောင်းတို့လူသုံးပါး၌အတုမရှိတဲ့သဗ္ဗညုမြတ်စွာဘုရားဟာဘုရားဖြစ်ပြီးရှင်ဥစွာယခုအခါရာဇာယနာလင်းလွန်ပင်ရင်မှကြွရောက်ပြီးတော့တရင်သုံးနေစေရှိတဲ့ကိစ္စတာတမ္မဂုံတမ္မန္ထေနသမတုပိန္ဒိကာယသပတိမာနိထာအမောင်းတို့သွားကြကုန်အမောင်းတို့စမ်းနာရိခါလူငါယူဆောင်လာတဲ့မဖွဲ့မရှက်အသေးတဲ့မယောမှုသောပပြတင်လေတို့ဖြင့်ဖွဲ့ပြီးရှက်ပြီးဖြစ်တဲ့မယောမှုအဲ့ဒါများဖြင့်ဖျားသွားပြီးတော့ပူဇော်ကြလို့သူတို့ပါတဲ့ရိခါများဖြင့်ဖျားအံသွားပူဇော်ကြဆိုတော့တပုဒ္ဒဗန္လိကတို့ဖျားထမ်းမောက်သွားရောက်ပြီးပဋိကနာတုနောဗန္တိမန္ထင်္သမတုပိန္ဒိကိဉ္စယံမကံအတ္တဒီဃရတံဟိတာယဒုက္ခယဘုန်းတော်ကြီးမြတ်တော်မူသောမြတ်စွာဘုရားတပည့်တော်တို့ခကြီးရိခါလူငါယူဆောင်လာတဲ့မုံကြွက်จิตတို့တရားမုံစုတ်တို့ခေါ်တဲ့မဆုရသေးတဲ့မယောမှုသောပပြတင်လဲတို့ချင်းရော၍ဆုပ်ပြီးဖြစ်တဲ့မယောမှုအဲ့ဒီမုံနှမျိုးကိုအလူခံတော်မူပါဖေရလို့လျှောက်ထားတဲ့အခါသဗ္ဗညုမြတ်စွာဘုရား၌အဲ့ဒီအချိန်မှာဘယ်အချိန်နေရှိနေတော့တောထွက်တော်မူစဉ်ကဂတိကာရလှူဒန်းလိုက်တဲ့ဘေးခရာ၈ပါးထဲမှာပါတဲ့သပိတ်ကလည်းဝိသခာကနာနုစွမ်းလှူတဲ့နေ့ညောင်ပင်အောက်မှာဘုရားတရင်သုံးကြတဲ့ကိုကအလိုလိုကွယ်ပြောက်ခဲ့သပိတ်မရှိမှဝိသခာကရွှေခွက်နဲ့တကွလှူမှနော်အဲ့ဒီအချိန်ကတောထွက်တော်မူစဉ်ကပါခဲ့တဲ့သပိတ်လည်းပဲဝိသခာကနာနုစွမ်းလှူခန်းတဲ့အချိန်ကကွယ်ခဲ့ပါခဲ့ပြီဝိသခာလှူတဲ့ရွှေကွက်ကြီးလည်းပိုက်ပြီးတော့ဘုရားကိုယ်တော်မြတ်ကလာတာမဟုတ်နေရင်စရာမြေကျော်မျောခဲ့ပြီအခုအချိန်ကဘုရားကိုယ်တော်မြတ်ရဲ့ရွှေလက်တော်မှာတပိတ်မရှိခဲ့ဆွမ်းဖုံးဖို့ရန်အလှူခံဖို့ရန်လည်းအချိန်ကြခဲ့ပြီအတိတ်ကဘုရားရှင်တွေရဲ့ဗုဒ္ဓဝင်ပြန်စင်စားလိုက်တဲ့အခါနာခောတထာဂတာဟထေတုပဋိက္ခဏန္တိတထာဂတာရှိဖျားတို့အတူလာခြင်းကောင်းတော်မူကြတဲ့အဆူဆူသောရှေးဖျားရှင်တို့သည်ဟထေတုလက်တော်တို့ဖြင့်နပဋိက္ခဏန္တိခံယူကြယောထုံးစံမရှိကြကုန်ဖေဖျားမှအမြင်မတော်လှူတန်းလာတဲ့ဝတ္ထုကိုလက်နဲ့ခံတယ်လို့ထုံးတမ်းမရှိခဲ့ဘူးဂိဏိမူခောအဟံပတိယနိယမန္ထင်္သမတုပိန္ဒိကိဉ္စအဟံငါဘုရားသည်မန္ထင်္သမုံကြွက်จิตကို၎င်းမတုပိန္ဒိကိဉ္စပြားမုံစုကို၎င်းဂိဏိမူခောအဘယ်၌ဝါအဘယ်ဖြင့်ပတိကနိယံခံယူရပါအံ့ဤသပိတ်လည်းမရှိခဲ့လက်နဲ့လည်းရှိနောင်တော့ဖျားရှင်တို့ခံယူရိုးထုံးတမ်းမရှိခဲ့ယခုတပုဒ္ဒဗန္လိကညီနောင်တို့လှူတဲ့ပြားမုံစွမ်းဘာနဲ့ညငါဖျားခံရပါမတုံးလို့စဉ်းစားဆင်ញင်တော်မူတဲ့အခါထခေါ်ထို့သို့ဆင်ញင်တော်မူသောအခါကာလ၌စန္တရောမဟာရာဇန်သောစတုမာတဲ့နမင်းကြီးတို့သည်ဘဂဝါတို့စေတောပရိစေတသာမိမိတို့၏စိတ်ဖြင့်အညာယသိ၍စတုဒီတာစတုဟိဒီတာယယလေးမျက်နာတို့မှစန္တာတော်သီလမေပတ္တိတယောက်တလုံးကြလေးလုံးစီသောဘဲနောက်ရောင်အစင်းရှိတဲ့ကြောက်တပိတ်တို့ကို
ဥပနာမေသုံးကလှူကြကုန်ပြီစတုမာတဲ့နမင်းကြီးလေးဦးကအယလင်းညနာမှနေပြီးတကားလားဣဒဗန္တိဘဂဝါပတိကနာတုမန္ထင်္သမတုပိန္တိကိဉ္စာဘုံတော်နေဝံထွန်းတောင်းပါတော်မူတဲ့မြတ်စွာဘုရားဟောဒီကြောက်စပိတ်ထဲမှာမုံကြွจิตတို့ပြမုံစုတ်တို့ဝလူခံတော်မူပါဖေဟာလို့လျှောက်ထားပြီးတော့တကိုးလင်းကြောက်စပိတ်တစ်လုံးစီလှူခဲ့တယ်ဆက်ကကြတယ်ပထမရှိပိုင်းမှာတော့အိန္ဒနီလာကြောက်ညိုတပိတ်ကြီးလေးလုံးလှူတယ်ဘုရားကိုယ်တော်မြတ်မခံဘူးအိန္ဒနီလာဆိုတာယရဏ7ပါးတည်းကအဲ့ဒါကြောင့်မခံဘူးအဲ့ဒီဟာကိုမခံတော့မှဘယ်နောက်အစင်းရှိတဲ့ဗဂတိကြောက်သားဖြင့်ပြီးတဲ့ကြောက်ညိုတပိတ်လေးလုံးလှူကြတော့မှဘုရားကိုယ်တော်မြတ်လက်ခံရွှေလက်တော်တဲ့ရောက်တဲ့အခါကျတော့အနာလေးရထင်တဲ့တပိတ်တစ်လုံးနဲ့ဖြစ်စေသာလို့အဋ္ဌံတော်မူတပိတ်လေးလုံးမှာတခါတည်းပေါင်းပြီးတော့တပိတ်တစ်လုံးနဲ့ဖြစ်ပြီးအနာရလေးရနဲ့ဖြစ်နေတဲ့အဲ့ဒီထဲမှာပဲတပုဒ္ဒဗန္လိကတို့လူတွေပြားမုံစွာမုံကြွက်จิตကိုခံယူသုံးဆောင်တော်မူပြီးတဲ့ကာလတပုဒ္ဒဗန္လိကတို့အားဗန္တေရှင်မင်းမြတ်ဖေယဧတိလျံတို့တပည့်တော်တို့သည်ဘဂဝန္တင်္စဘုံတော်သခင်ရှင်မင်းဖေယကို၎င်းဓမ္မင်းစတရားတော်ကို၎င်းတရဏံကိုယ်ွယ်လေလျောင်းပုံအောင်ရာဟု၍ဂိသာမသိကြပါကုန်၏နောတပည့်တော်တို့ကိုဣဇတက္ကယနေ့မှအစပြု၍ပါဏုပေတေအတနှင့်ပြည့်စုံသမျှကာလပတ်လုံးတရဏံဂတိတရဏဂုံတည်သူဥပါဒကဒါယကာတို့ဟု၍ဒါရီတုအတိအမှတ်ပြုတော်မူပါဖျားလို့ဘုရားရဲ့တရားရဲ့ဗုဒ္ဓသရဏဂုံဓမ္မသရဏဂုံလို့နှမျိုးရွတ်ဆိုခြင်းရှိတဲ့တရားတွေမို့လို့ဥပါဒကာတွေမို့လို့တွေဝါစိကဥပါဒကာတဲ့ဒီကဗုဒ္ဓသရဏံကိသာမိဓမ္မသရဏံကိသာမိလို့သရဏဂုံစာပိုက်နှမျိုးဝါစိကကရွတ်ဆိုခြင်းရှိတဲ့ဥပါဒကာမို့လို့သူတို့ကိုတွေဝါစိကဥပါဒကာသူတို့စောက်တည်တဲ့တရဏဂုံကိုတော့ဒွေဝါစိကတရဏဂုံလို့ခေါ်တယ်တဲ့လူပြည်မှာဖြင့်သူတို့ဟာပထမဆုံးဒွေဝါစိကတရဏဂုံတည်ခဲ့တဲ့ပုဂ္ဂိုလ်တွေအရိယာဇာယရဏတတ္တဟမှာတပုဒ္ဒဗန္လိကတို့တရဏဂုံခံပြီးလို့အဇဘာလညောင်မင်းရင်ပဲတဖန်ပြန်ပြီးကြွအဲ့ဒီအဇဘာလညောင်မင်းရင်မှာခတ်သိမ်းသောဘုရားရှင်တို့ဤဓမ္မတာအာစိဏဖြစ်တဲ့အကြံတော်ကိုကြံတော့မလို့အဇံဘာလညောင်မင်းရင်တဖန်ပြန်၍ကြွားခဲ့ပြီရောက်ပြီဆိုပါစို့စိဉ္ညာယတုကတပတ်တဲ့ကိန်းအောင်နေတဲ့အခါမှာဆင်ញင်မှုဖြစ်တယ်စဉ်းစားအဓိကတောခောမြာယံဓမ္မောကံမီရောဒုဒ္ဓသောဒုရနုဘောတောတန်တောပဏိတောအတ္တကဝဇရောနိပုနောပန္တိတဝေရဏီယောမိမိယငါဒီအယံဓမ္မောသစ္စာလေးချက်ဣတရားနဲ့ကိုအဓိကတောရအသိအခက်လေပြီဘယ်လောက်ကြာတယ်လဲလေးအသိခြေကဘာသိန်းကာလကြောင့်ပါရမီစာကစရိယာတွေစီးဘူးမှကိုယ်တော်တိုင်တရားမှုဉာဏ်ဖြင့်ထိုးထွင်း၍ဒုက္ခသမုဒယនិရောဓမေဃဆိုတဲ့ဘယ်လောက်ကြာတယ်လဲလေးအသိခြေကဘာသိန်းကာလကြောင့်ပါရမီစာကစရိယာတွေစီးဘူးမှကိုယ်တော်တိုင်တရားမှုဉာဏ်ဖြင့်ထိုးထွင်း၍ဒုက္ခသမုဒယនិရောဓမေဃဆိုတဲ့သစ္စာလေးချက်ဓမ္မစက္ကူဖြင့်ပိုင်းပိုင်းခြားခြားငါကရအသိအခက်လေပြီငါရထသိထားတဲ့သစ္စာလေးပါးတရားတွေအဲ့ဒီတည်းအပါအဝင်ဖြစ်တဲ့ပဋိစ္စသမုပ္ပါဒ်တရားတွေဒုက္ခသစ္စာတွေကအဲ့ဒီတရားတွေရဲ့သဘောကိုပြောရလို့ရှိရင်ဖြင့်
ကံပြီတော့ထောက်ရမမီတရားမရနယ်လီနဲ့လှပြီသာမင်းညဖုံးတဘာမရှိတဲ့ပုဂ္ဂိုလ်တွေဒီတရားပြောလို့ဒီတရားတွေမှညာအမြန်ထောက်အမိမရအောင်နဲ့လှပြီနည်းနည်းလှသောကြောင့်ဒုတ်တော်မြင်နိုင်ခဲ့လှပြီမြင်တော့မြင်နိုင်ခဲ့တယ်လွယ်လွယ်နဲ့မမြင်မှုကြိုးစားရင်တော့မြင်မှာပဲဓာမြင်နိုင်ခဲ့သည့်အဖြစ်ကြောင့်ဒူရာနုဘောတော့သိဖို့ရန်ခဲရင်လှပြီတန်တော့ညီညီတဲ့လှပြီပဏိတော့ရောက်ရဲ့နှစ်သိမ့်ငင်းကိုလေးမဖြစ်စေတာနိဗ္ဗာန်ကိုရည်ပြီးတော့ပြောလိုက်တယ်အတ္တကဝါစရောဝိတ္တဖြင့်ကြံစ၍သိအပ်တဲ့တရားမျိုးမဟုတ်ပေဝိတ္တနဲ့ထွေထွေလာလာကြံပြီးတကလားထင်ရတွေကြံပြီးထင်ရတွေလျှောက်ပြောလျှောက်တွေးလို့ရတဲ့တရားမျိုးမဟုတ်ဘူးတဲ့ဝိတ္တနဲ့ဝိတ္တရဲ့ကိုစရကမဟုတ်ပါအတ္တကဝါစရောနိပုနောသိမ့်လိသိမ့်မှုလှပါပြီပန္တိတဝေရဏီယောတကဲ့ပညာရှင်များမှသိမြင်အပ်သောတရားလေးမှန်လှပါပြီကိုရောမြတ်သိပြီးဖြစ်တဲ့သစ္စာလေးချက်တရားနဲ့အဲ့ဒီထဲမှာပါတဲ့အဝိဇ္ဇာသင်္ခါရအစရှိတဲ့ပဋိစ္စသမုပ္ပါဒုက္ခသစ္စာတရားအချက်ကိုပြန်ပြီးစဉ်းစားတဲ့အခါသိပြီးတော့နည်းနည်းတယ်အဝိဇ္ဇာလွှမ်းမိုးနေတဲ့တရားတွေကိုအဝိဇ္ဇာပြောဖို့ခက်တယ်သင်္ခါရထဲမှာတဝဲလေလေနေတဲ့တတ္တဝါတွေမို့လို့သင်္ခါရကိုပြောဖို့ခက်တယ်တရားတော်ကလေးနဲ့တယ်ဒါဖြင့်ကောင်းပြီတတ္တဝါတွေဘက်တစ်ဖက်လှည့်ပြီးတော့ကြည့်ကြအောင်ဆိုဘလဝါတွေဘက်တစ်ဖက်လှည့်တစ်ချက်လှည့်ပြီးစဉ်းစားကြအောင်ဆိုရဲဆိုပြီးတော့စဉ်းစားတော့အာလယရာမခောပနာယံပဇာအာလယရတအာလယတံမုဒိတာအယံပဇာပနာနတ်လူမြမဤတတ္တဝါအပေါင်းဒီကအာလယရာမအာယု၅ပါးကာမဂုဏ်တရားဖြင့်သာမှုလျော်တတ်ပေအာလယရတံအာယု၅ပါးကာမဂုဏ်တရား၌သာမှုလျော်လေရှိကြပေအာလယတံမုဒိတာအာယု၅ပါးကာမတရား၌မကြီးငွေနိုင်မပင်ပန်းမနွမ်းနိုင်အမြဲပင်အလွန်ဝမ်းမြောက်ရနေကြပါပြီဘယ်နဲ့တူနေသလဲဆိုတော့ဘုရားကိုတော်မြတ်တရားကအရှိဘက်ကိုလှည့်နေတယ်တတ္တဝါတွေရဲ့စိတ်နေစိတ်ထားကအနောက်ဘက်လှည့်နေတယ်အဲ့ဒါလောက်ပဲကွာနေတယ်လောကဥပမာအားဖြင့်ငါသားတွေငါသမီးတွေဝတ်ဖို့ဆင်ဖို့ဟဲ့ဆိုပြီးတကလားအမိအဖပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကကျူးစာမင်းစားရှားဖွေးလို့ရွှေငွေတွေရတဲ့ရွှေငွေတွေနဲ့စိန်လေတုံးတို့စိန်နဂတ်တို့ရွှေလက်ကောက်တို့စိန်လက်ကောက်တို့အစရှိတဲ့ပတိနတောင်လက်ကောက်လက်ကြအစင်တစားအမျိုးမျိုးဝယ်ပြီးလာလို့ပေးနိုင်တဲ့အရေးချင်းရှိပြီဆိုပါစို့အဲ့ဒီပေးနိုင်တဲ့အရေးချင်းရှိတဲ့အမိအဖကအပေးခံရမယ်သာသမီအပေါ်မှာ9ရက်ပေးမယ်9ရက်ခုပေးမယ်စိန်လေတုံးကြီးစိန်ပရဲ့ကြီးစိန်နဂတ်ကြီးစိန်လက်ကောက်ကြီးစိန်လက်ဆွကြီးနဲ့ငါသမီးကြီးဗုတ်ထိုင်းနဲ့တော်ပါမလားငါသားမောင်ဗုတ်ထိုင်းနဲ့တော်ပါမလားစဉ်းစားရအောင်ရုပ်ွယ်သားရဲ့ရုပ်ွယ်သမီးရဲ့ဆိုလို့မတော်သေးဘူးအဲ့ဒီလိုစဉ်းစားတယ်လို့နော်ဘုရားကိုတော်မြတ်လည်းကိုတော်မြတ်ယာပြီးသိကြီးဖြစ်တဲ့သစ္စာလေးချက်တရားနဲ့ဒီဟုသောဓမ္မစက်ကိုဝိနည်းတတ္တဝါဒီဟုသောသားတော်သမီးတော်တို့ကိုဖြန့်ပြူပြီးတော့ပေးခြင်းတဲ့အတွက်တရားသဘောငါဖြင့်ဤမြလောက်လေးနဲ့တည်းအဖို့တမ်းပါပေတယ်အစင်တစားကငါသားငါသမီးကြီးတို့ကဘယ်လိုနေတယ်လဲလို့စဉ်းစားတဲ့အခါကျတော့အဲ့ဒီအစင်တစားတွေကြိုးပေးပြီးတော့ယူပသတ္တကနာယတာဖုဒ္ဓဘဆိုတဲ့အာယု၅ပါးကာမတရားတွေမှာမကြီးနိုင်မငွေ့နိုင်မမုန်းနိုင်ပဲနဲ့အပျော်ကြီးပျော်အမွေ့လျော်ကြီးမွေ့လျော်အဝမ်းအမြောက်ကြီးမြောက်ပြီးတော့နေကြတယ်ခက်တော့တာပဲမိဘအနေနဲ့ကြည့်ခက်တာပဲငါကလည်းငါသမီးကြီးကိုငါသားကိုဒီအစင်စားကိုဆင်ញင်းတဲ့ငါသားကလည်းဒီအစင်စားဘက်ကိုပဲလှဲ့မလှဲ့တော့ဘူး
ငါသမီးကလည်းဒီအစဉ်စားဘက်ကိုမလှဲ့တော့ဘူးအဲ့ဒီလိုမလှဲ့တော့ဘူးဆိုလို့ရှိရင်ရုပ်တရက်ဆင်းပေးပါမလားလို့မပေးပေဘူးနော်အာလယဓမ္မယခောပနာပဇာယအာလယရတာယအာလယသံမုဒိတာယဒုဒ္ဒနံဣဒံဌာနံယတိတံဣဒပစ္စယတာပတိစ္ဆသမုပ္ပါဒောယတိယံယောယံဣဒပစ္စယတာပတိစ္ဆသမုပ္ပါဒောအကျဉ်တို့သဘောရှိတဲ့အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်ကအစဒုက္ခဒေါမနတာဥပါယတတို့တိုင်အောင်အကြောင်းအကျိုးဆက်သွယ်ရင်းနေတဲ့ပဋိစ္စသမုပ္ပါတရားသည်အတ္တိရှိဣဒံဤပဋိစ္စသမုပ္ပါတရားကိုအာလယဓမ္မယခောပနာအာယုံ၅ပါးဖြင့်မွေ့လျော်ပျော်ပတ်၍နေသောအာလယရတာယအာယုံ၅ပါး၌နှစ်ချ၍နေသောအာလယသံမုဒိတာယအာယုံ၅ပါး၌မငြီးငွေနိုင်အောင်အလွန်အမင်းဝမ်းမြောက်၍နေသောပဇာယတတ္တဝါအပေါင်းသည်ဒုဒ္ဒတံသိမြင်ဖို့ရန်ခဲရင်လာပါပြီငါဟောပြရမယ်ပဋိစ္စသမုပ္ပါတရားကိုအာယုံ၅ပါးလိုက်စားမေ့လျော်နေတဲ့တတဝါတွေသိဖို့ရန်ခဲရင်လာကြီးရဲ့အဟိစေဝခောပနာဓမ္မံဒေတိယံအဟိစေဝခောပနာငါဖေယားကဓမ္မံသစ္စာလေးချက်တရားနဲ့ကိုဣဒံဘိခောဌာနံသူဒုဒ္ဒတံယတိတံသဗ္ဗသင်္ခါရသမထောသဗ္ဗုပတိပတိနိတေခောတနေခယောဝိရာခောနိရောဓောနိဗ္ဗာနံယတိတံယောအယံသဗ္ဗသင်္ခါရသမထောအကျဉ်းလုံးစုံသောသင်္ခါရတို့ငြိမ်းရာနိဗ္ဗာန်သည်အတ္တိရှိသဗ္ဗုပတိပတိနိတေခောဥပတိခတ်သိမ်းကိုစွန့်လွတ်ရာနိဗ္ဗာန်သည်အတ္တိရှိတနေခယောတဏှာဤကုံရာဝိရာဂောယာကကင်ယာနိရောဓဒုက္ခခတ်သိမ်းငြိမ်းအေးရာနိဗ္ဗာန်ဝါနာခေါ်တဲ့တဏှာမှာထွတ်မြောက်ရာဖြစ်တဲ့အကျင့်တရားသည်အတ္တိရှိပါပေဣဒံပိခောဌာနံဤနိဗ္ဗာန်တည်းဟုသောသဘာဝဓမ္မကလည်းပဲသူဒုဒ္ဒတံအလွန်အလွန်သိမြင်ဖို့ရန်ခဲရင်လှပါပြီပဋိစ္စသမုပ္ပါမြင်မှနိဗ္ဗာန်ကိုမြင်ဖြစ်မှာဒုက္ခသစ္စာကိုမြင်မှဒုက္ခရဲ့အကြောင်းဖြစ်တဲ့သမုဒယသစ္စာကိုပယ်နိုင်မှာအဲ့ဒီလိုဒုက္ခရဲ့အကြောင်းဖြစ်တဲ့သမုဒယသစ္စာကိုပယ်နိုင်တဲ့မဲ့ညာပေါ်မှာနိရောဓသစ္စာဖြစ်တဲ့နိဗ္ဗာန်ကိုမြင်ရမှာလေကားကို3 4တက်တော့မှမြင်ရမယ်နိဗ္ဗာန်တည်းဟုသောပရမတ္ထတရားဆိုရင်သာပြီးတော့သိဖို့မြင်ဖို့ခဲရင်စွာတကားအဟိစေဝခောပနာဓမ္မံဒေတိယံပရိသမေနအာဇာနေယံငါဖေယားကအကယ်၍မသိတဲ့တရားဝါတွေကိုသစ္စာ၄ပါးတရားဟောမယ်ဆိုပါစို့အဲ့ဒီလိုဟောလို့ရှိရင်ပရိသမေနအာဇာနေယံပရိသကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မှတပါမကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တို့ကလေငါဖေယားဤဓမ္မတရားကိုနာအာဇာနေယံအကယ်၍များမသိကုန်ကြအောင်မကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်။ဘာနဲ့တူတယ်လဲလို့ဆိုတော့ဘုရားကိုယ်တော်မြတ်တတ္တလောကကြီးကိုရွှေညာမျက်စိနဲ့ဖြန့်ပြီးကြည့်လိုက်တဲ့အခါနခတိခသုတ်တံလို့ရှိတယ်။နခတိခသုတ်တံဆိုတာဘာပြတာလဲ။တစ်ချိန်ကဘုရားကိုယ်တော်မြတ်ဟာလက်သေးတော်ပြားပေါ်၌မြေမုံကလေးတင်ပြီးတကားလာယဟန်တော်တွေကိုဖော်ပြပြီးတော့ချက်သားတို့ဘယ်လိုအောက်မေ့ကြတော့ငါဖျားရဲ့လက်သေးတော်ပြားမှာရှိတဲ့မြေမုံနဲ့အောက်မဟာပထဝီမှာရှိတဲ့မြေမုံဘသူကများတော့မဟာပထဝီမြေမုံကများပါတယ်ဖျားမဟာပထဝီမြေမုံကိုနိုင်စားလို့ရှိရင်ဖြင့်ရှင်တော်ဖျားလက်သေးတော်ပြားမှာရှိတဲ့မြေမုံကကနန်းထဲမှာထည့်ပြီးမရေတွက်တော့ပါဘူးဖျားလို့လျှောက်ထားခဲ့ဒီအတိုင်းပဲတတ္တဝါတွေရှိကြတဲ့အ내ကအနိစ္စဒုက္ခအနတ္တဆိုတဲ့ဝိပဿနာဉာဏ်အမြင်ကိုရောက်တဲ့တတ္တဝါကငါဖျားရဲ့လက်သေးတော်ပြားမှာတင်ထားတဲ့မြေမှုံမျှရှိတယ်အနိစ္စမှန်ဒုက္ခမှန်အနတ္တမှန်မသိကြတဲ့အန္တိဘုဒ္ဓအကံအတိဖြစ်နေကြတဲ့တတ္တဝါတွေကအောက်ကမဟာပထဝီမြေကြီးကရှိတဲ့
မြေမှုံမြမကများလှပါပေတယ်လို့နခတိခသုတ်တံမှာဘုရားဟောထားတယ်နော်အဲ့ဒီလိုမဟာပထဝီမြေကြီးကမြေမှုံမြမကများတဲ့လူတွေကပဲသူတို့မမြင်နိုင်တော့မသိနိုင်တဲ့အတွက်ဗုဒ္ဓရဲ့တရားကိုသူတို့ကလက်မခံပါဘူးလို့ပြောကြသေးတယ်မသိပဲကိုတရားတရားမရှိတော့ဗုဒ္ဓရဲ့တရားကိုလက်မခံနိုင်ဘူးနော်အဲ့ဒီနခတိခသုတ်တံ၌မြတ်စွာဘုရားဟောတော်မူထားတဲ့အတိုင်းတတ္တဝဝိနည်းကိုကြည့်လို့ရှိရင်ဖြင့်ကြွတ်ထိုက်တဲ့တတ္တဝါတွေကလက်သေးတော်ပြားမှာတင်ထားတဲ့မြေမုံကမြရှိတယ်မကျွတ်ထိုက်တဲ့တတ္တဝါတွေကမဟာပထဝီကြီးမှာရှိတဲ့မြေမုံမြမကရှိကြတယ်ဥပမာတနည်းပြောကြအောင်စို့နန်းတင်တဲ့လောက်ရှိမှချထားအဲ့ဒီနှမ်းပြူတဲ့လောက်ရှိမှချထားပြီးတော့အဲ့ဒီနှမ်းပြူထဲမှာနှမ်းအနက်ကလေးတစ်စုပ်လောက်ထည့်ပြီးတော့မွေးကြမွေးလို့ရှိရင်ခါလန်းလန်းကကြည့်လိုက်မယ်ပြုံးဝင်နဲ့ကြည့်ရင်ပထမဘယ်သူပဲမြင်မလဲလို့ဆိုတော့အများဆုံးဖြစ်တဲ့နှမ်းအဖြူတွေကိုပဲမြင်ရမယ်အနက်အင်မတန်နေအနက်ကနေလို့ရှိရင်အနက်ကိုနောက်မှမြင်ရလိမ့်မယ်အဖြူကများရင်အဖြူကိုအရင်မြင်ရလိမ့်မယ်အခုလက်ဝေနေရသတ္တဝါတွေကြည်လိုက်တဲ့အခါကျတော့ကိုတော်မြတ်ဉာဏ်ထဲမှာအဘဘခေါ်တဲ့မကျွတ်ထိုက်တဲ့မဟာပထဝီမြေကြီးကမြေမှုမြမကမကျွတ်ထိုက်ကြတဲ့အဘဘပုဂ္ဂိုလ်တွေကိုတော်မြတ်ရဲ့ဉာဏ်ဝမှာမြင်တော့အဟင်ဇေဝခောပနာဓမ္မံတေသေးယံပရိသမေနအာဇာနိယံအကယ်၍ငါဖျားကလည်းတရားဟောမယ်မဟာပထဝီမြေမှုမြမကများကြတဲ့ဒီအဘဘပုဂ္ဂိုလ်တွေကလည်းငါဖျားတရားကိုမသိဘူးပဆိုလို့ရှိရင်သောမမတကိလမထောတာမမတဝိဟေတာသောသူမသိတဲ့အဘဘပုဂ္ဂိုလ်တွေကိုတရားဟောရခြင်းဒီမမငါဖျားဤကိလမထောကိုယ်တော်ပင်မခြင်းဒီအတ္တဖြစ်ရ၏ဝိဟေတံငါဖျားဤနွမ်းနေခြင်းသာအတ္တဖြစ်လေရ၏ဘုရားကိုယ်တော်မြတ်စဉ်းစားတဲ့အခါမကျွတ်ထိုက်တဲ့အဘဘပုဂ္ဂိုလ်တွေကအရင်ဆုံးပြေးလာတာပဲနော်အရင်ဆုံးမြင်မှတော့ကောမဟာပထဝီမြေကြီးကမြေလိုများအဲ့ဒီတရားဝါတွေကိုငါတရားဟောတော်လည်းပဲသိမှာမဟုတ်မသိတဲ့တရားဝါတွေကိုငါတရားဟောပါကငါပင်မယုံမဲ့ရှိမှာပဲလို့ဒီလောက်ပဲစိတ်ဖြစ်တယ်အဲ့ဒါမကျွတ်ထိုက်တဲ့တတ္တဝါအတွက်ပြောတာတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အချိန်စောသေးတယ်တဲ့ကျွတ်ထိုက်တဲ့တတ္တဝါတွေအတက်တရားဟောဖို့ရန်ဘယ်လောက်စောသေးတယ်လဲမကြပါဘူးတရားဟောတဲ့အချိန်ရောက်ဖို့ရန်မကြပါဘူးမြတ်စွာဘုရားတရားဟောတော်မူရတဲ့နေရာမှာဏိဒန်းနှစ်ခုရှိတယ်တစ်ကိုယ်တော်မြတ်ရဲ့တန်တန်မှာထင်ရှားဖြစ်ပွားတဲ့မဟာကရုဏာတော်ဆိုတဲ့အစ္ဆဒဏိဒန်းအဲ့ဒီမဟာကရုဏာတော်တည်းဟုသောအစ္ဆဒဏိဒန်းအကြောင်းကြောင့်၎င်းဘာဟိရဏိဒန်းကလောကတန်မှုတိလောကမှာဒုပိကာလောက်အထွတ်တန့်ထားတဲ့လောကဖရာကြီးခေါ်ဆိုရတဲ့ပုဂ္ဂိုလ်များရဲ့တောင်းပန်ခြင်းတည်းဟုသောဘာဟိရဏိဒန်းအဲ့ဒီတရားဟောဖို့ရန်အကြောင်းဏိဒန်းနှစ်ရတွင်သဗ္ဗညုမြတ်စွာဘုရားကိုတော်မြတ်သဏ္ဍာန်၌မဟာကရုဏာတော်တည်းဟုသောအစ္ဆတိကဏိဒန်းကပြည့်စုံပြီးဖြစ်ခဲ့လေပြီလောကတန်မှုတိလောကတမ္မတပုဂ္ဂိုလ်များကတောင်းပန်ခြင်းဆိုတဲ့ဘာဟိရဏိဒန်းကမကြာမြင့်မီအချိန်ပြည့်စုံပါလိမ့်မယ်အဲ့ဒါကြောင့်ဏိဒန်းမပြည့်စုံသေးတဲ့အချိန်မှာဏိဒန်းပြည့်စုံရန်အကြောင်းဖြင့်ဤကဲ့သို့ကြံစည်နေတာပဲဒီလိုကြံတဲ့နေရာမှာလည်းပဲအဘဘပုဂ္ဂိုလ်တွေကကိုယ်တော်မြတ်ဉာဏ်ဝမှာထင်လာလို့အဲ့ဒီအဘဘပုဂ္ဂိုလ်တွေအတွက်ကြံစည်စဉ်းစားတော်မူတဲ့အခါဒီလိုစဉ်းစားတဲ့အသိဉာဏ်တွင်မြမကဘာတွေလဲပေါ်လာတော့ဆိုတော့အနစ်စရိယအင်မတန်အံ့ဩဖွယ်ကောင်းတဲ့ဂါထာတွေလဲကိုယ်တော်မြတ်ဉာဏ်ထဲမှာထင်လာတယ်
Beludum Kisina Miadigatan Halandani Pagati Dong Raga Dona Bredi Nayan Damo to Tambudo Mimiana Payadi Kisina Alunium Payman the Chet Padami cheese in Kala where Pimban one layer the Chet Wapin in Baman one nene a digatam Chinchan Juko Ato Yaya and Daman this alleged Dianago Bagadi don't Dani Idani Yaku Aka Lolo the absent Nidan de Yamabi don't me Yaku Aka Lolo the absent Bagadi don't Lunado attention Hoja Jenga along Matin Devadaga Aku Lolo the Dani Yaku Aka Look Yoda Now Mohobulu Yoda Mobu Aku Lolo the Nidan Mabi don't Deve Is that the Nidan the Peta that is on it Bahira Nidan so that Dedana de Yang Hobu Yang Bahira Abimbaga Ajao Nidan Mabi don't do me Yaku Ache and Kakalana Bagadi don't Lunado attention Hobja Jenga along Matin Dodi Tanga Dola Bredi Nayan Damo to Dambudo Ayam Damo Iaku Nati This time Leva de Yanako Yaga Dola Bredi Yaga Dola Luamujare Luna Jamata Wadodi Nat to Dambudo Alweda Guti Nanjami Mahoche Lulwene Timamu Shuzanga Pia Bonai Radia Yonji Mudradia Shima Yojima Sikama Dea Nagone Omi Medea Nagone Omima Dea Name Dea Nama Darling Yatabuda Amandai Yoni Domanadi Kara singing Sinzame Sinzama Naho de Deago Dinima Dea Pitsura Luere Kisa Mogun Patama Uzadea Hore Bogo Yonji Jindra Dea Shiale Any that Dea a Yimashi bird option Pedo Mateyatibo Malue Babu Radia Yim Shibuga Lebe Loga Damata Loka Payalo the Mutade Pugumia Lizama Radia Sura Young Wawane Yo young 2,000 Sudaluno Shiga Gungshi de Pogo Loga Damata Pogoga Radia Nebiatang Lama Eddie Pogo Naga like be the gala. Two Pogo Yongi de Pogo Aboma Alu Su Yumbi like that the Loga the Boshi de Loga Tamata Pogo yet Karukara Sure a Jangim Abodibu Majagan Bowling Eddie Bode a Chinjama de Yaho Me Sure Di and Nipchen, no? Nayan Damodu Tambudo Padito Dagami Nibunan Gambiran Dodatan Ano Dagarata de Kandi Damo Kanina Auda Padito Dagami Nibanu Tuali Shido Wandarawa Doma Abian Asang Chile Shido Tatawari Dini Daga Nisalu Dini Nahoya Maga Anisalu Hoya Lime Tatawari Duka Tene Ada Tene Duba Tene Mafia Hoya Mediaga Duka Nada Aduba Hoya Lime Dido Dadawadine Imadango Abian Sanya Mepchin Nadea Nibuna Alon Tingu Zatado Gambiran Nene Zatado and no one knew you the poor thing is Zatado To the Tanjin and get it This alleged the Yanego The more Kandina always among the Auda Peso Agoni Chive Raga Rada Yaga Kama Yaga Bawa Yaga Deti Yaga Dehudo Yaga Dung European Flamu Nisse Kani Yada Darawadu Nade Kandi Ninja Mimoche The Lao for Imitan thing with it, dear. Darawadi bed I be the Gala Nisa Tuka Nada Adubalu Hoyame, Darawadi Nisa Duka Ada Dubalu Tinido Tudo Ma Abiang Hoya Mediago Tudo Tibuya and Maluekang Maluekuba the Galu the Jam Chit Any chit a Jandi Vinlin Lunga the late in Chinegava the day Do me that Boadunga Odo Bodi and Modomose and Dinotarian
ငါကိုယ်တိုင်သစ္စာလေးပါးတရားသိမှုတရားတွေကိုသိစေမယ်ငါကိုယ်တိုင်တန်တရားဝတ်မှလွတ်ပါမှုတရားတွေကိုလစ်စေမယ်ငါကိုယ်တိုင်တန်တရားပြင်းကျဲသမုဒ္ဒရာကြီးကိုကူးခတ်ပြည့်တကလာတရားတွေကိုကူးမြောက်စေမယ်လို့ကိုတော့ထတ်တူသနာတော်မူခဲ့တဲ့မဟာကရုဏာနဲ့အခုတကယ်ကဲဆဲနိုင်တဲ့ဘဝရောက်တဲ့ကာလကြတော့တရားပဲမဟောတော့မဲ့အချင်းအရာမျိုးစိတ်အကြံဖြစ်မှုပါရှိပထမအကြံနဲ့ယခုဖြစ်တဲ့အကြံအင်မတန်ဆန့်ကျင်နေတဲ့အတွက်အိုးဘွယ်ကောင်းနေတဲ့နော်ဘယ်နဲ့ဖြစ်တာလဲလို့လက်ဖြစ်တီးเสียလက်ကိုခောက်เสียအကြံဂါထာတွေပဲအကြံတွေပဲအ내တွေပဲဒီနေရာမှာမြတ်စွာဘုရားကိုယ်တော်မြတ်ကဒီလောက်ရာဂဒေါသမောဟထူပြောတဲ့တရားတွေကိုဖြင့်လုံးဝငါဘုရားတရားမဟောတော့ပါဘူးလို့စိတ်ဒုံဒုံချလိုက်တာတလုံးမှမပါသေးဘူးနော်နောင်လဲဘယ်တော့မှမပါဘူးလို့မှတ်ပါဘာမျိုးလို့ဆိုတော့တရားမဟောဖို့စိတ်ဒုံဒုံဘယ်တော့မှမချတဲ့ဘုရားဘယ်လောက်များဟောသွားတယ်လဲဆိုလို့ရှိရင်နော်တရားဟောခြင်းမကြသေးလို့မကြသေးတဲ့အချိန်မှာတောင်ဟုံကပုံနာတို့လျှောက်ထားတဲ့အခါကာလမဖြစ်နိုင်တော့ဖြစ်နိုင်တဲ့နီလန်းနဲ့ဥဒံကျူးရင်တော့အနေနဲ့တရားဟောခဲ့တယ်အင်မတန်တရားဟောခြင်းနဲ့ဖရာပါတရားဟောဖို့ရန်ဖရာသဗ္ဗညုအဖြစ်ရယူခဲ့တဲ့ဖရာဘယ်လောက်တိအောင်ဟောတော်မူခြင်းတို့နောက်ဆုံးပရိနိဗ္ဗာန်ညောင်ဆောင်လျှောက်တော်မူတဲ့အချိန်မှတောင်ကိုယ်တော်မြတ်ရဲ့ကိုယ်တော်ကိုအားကိုမရအရယူပြီးတော့ဟန္တဒါနိဘေခွေအာမန္တရားမိဝဝယဓမ္မသင်္ခါရအပမဒေနသံပါတိထာဟန္တာဆိုတဲ့ဒီအသုံးဟာပါဠိလိုအားဖြင့်အင်မတန်ပင်ပန်းနွမ်းနေရာကအာယူလိုက်ရတဲ့အတန်အင်မတန်ပင်ပန်းနွမ်းနေရာကနေပြည်တကာလဟန္တာဆိုပြီးတော့ကိုယ်တော်မြတ်ကိုယ်တော်အာယူပြီးတော့တောင်မှအပမဒတရားကိုနောက်ဆုံးဟောခဲ့တယ်ဖေ။အခုကတကယ်တရားဟောဖို့ရအချိန်ကမကြသေးလို့သာမဟောရသေးတာ။ဒါကြောင့်တရားမဟောတော့ဘူးဆိုတဲ့အကြံဖြစ်တယ်လို့မဟုတ်ဘူးနော်။ဘေးကကြည်လိုက်မယ်ပဆိုလို့ရှိရင်ဖြင့်မြတ်စွာဘုရားဒီတရားဟောတော်မူတော့မှမဟုတ်ပါဘူးလို့သူတစ်ဖက်သားတို့ကထင်မှတ်ယူလောက်တဲ့အကြံတွေဣတိဟဘဂဝါတောပฏิသင်္စိက္ခတောအဘောသုက္ကတာယစိတ်တံနမိဣတိဤသို့ပฏิသင်္စိက္ခတောဆင်ញင်တော်မူသောဘဂဝါတောမြတ်စွာဘုရားဤတဏ္ဍ၌အဘောသုက္ကတာယတရားဟောရန်အရေးအားထုတ်မှုမရှိသေးသည်ဤအဖြစ်ဖြင့်စိတ်တံစိတ်တော်သည်နမိညွတ်တော်မူပြီတရားဟောဖို့ရန်အရေးခုလောလောဆယ်အားထုတ်မှုမရှိသေးသောအနေနဲ့ရွှေစိတ်တော်ဖြစ်ခဲ့တယ်ညွတ်ခဲ့တယ်အဲ့ဒီလိုလောလောဆယ်တရားဟောဖို့ရန်အရေးအာထုမှုပြင်းစင်မှုမရှိသေးတာကဘာကြောင့်လဲဆိုတော့ဏိဒံမဆုံးသေးလို့အချိန်မကြသေးလို့အချိန်မကြရင်တရားမဟောတာဘာဟိယသုတ်တံများကြည်စားဘာဟိယကတရားဟောဖို့ရန်တောင်းပန်တယ်အာကာလောခောဘာဟိယတရားဟောဖို့အချိန်မကြသေးဘူးလို့ပဲပယ်တယ်အန္တရကရံဘဝိထောအဲ့လိုအချိန်မကြသေးပဲဘယ်တော့မှတရားမဟောဘူးအခုလည်းဒီချိန်မကြသေးလို့တရားမဟောတာသို့သောကိုတော်မြတ်ဆင်ញင်မြတ်ဆင်ញင်နဲ့စဉ်းစားတဲ့အချက်တွေကသူတစ်ဖက်သားကစဉ်းစားကြည့်လို့ရှိရင်ဖြင့်ဘုရားတရားဟောတော်မှာမဟုတ်တော့ပါဘူးလို့ထင်ယူရမှတ်ယူရတဲ့အကြံမျိုးဖြစ်လို့ဓမ္မံအာဒေသေတုကာမဒါကာရပတ္တောဇေတသောပရိဝိတေကောဥဒ္ဓပါတိတရားဟောဖို့ယံဓမ္မတရားကိုအာဒေသေတုကာမဒါကာရပတ္တောဟောဆိုခြင်းကအလိုမရှိသောအချင်းအရာအခြေအနေတို့ရောက်တော့ဝါသူတစ်ဖက်သားတို့ကတွေးတောစဉ်းစားလိုက်လို့ရှိရင်သဗ္ဗညုညစွာဘုရားကတရားဟောတော့မှမဟုတ်ပါဘူးမှတ်ယူလောက်တဲ့အခြေအနေတို့ရောက်တော့စေတသောပရိဝိတေကောစိတ်အကြံစီရဟောသည်ဖြစ်ပြီလို့အထကထာတိကာတွေကလည်းဒီတိုင်းပဲဖွင့်တယ်အဲ့ဒီလိုတစ်ဖက်သားကစဉ်းစားလို့ရှိရင်ဖြင့်ဘုရားကိုယ်တော်မြတ်တရားဟောတော့မှမဟုတ်ပါဘူးလို့မှတ်ယူလောက်တဲ့အခြေအနေရောက်တဲ့အကြံမို့လို့လည်းပဲတစ်ချိန်ကမိလိန်ဒမင်းကမေးခဲ့လျှောက်ခဲ့တယ်
ဟိုတချင်းကမိလိန်နာမင်းကရှင်သာကသိမေးလျောက်တယ်လို့အခုပြည်တော်စုခေတ်မှာလည်းပဲမိလိန်နာဒုတိယမိလိန်နာဖြစ်တဲ့နိုင်ငံတော်ဝန်ကြီးချုပ်ကဆရာတော်တန်ဃာတော်တွေကိုလျှောက်ထားခဲ့တယ်။ဘာဖြစ်လို့လဲဆိုသူလည်းဒီတိုင်းမှတ်တာပဲ။ဘုရားကိုယ်တော်မြတ်ရဲ့အကြံဖြစ်ပုံကိုကစာဖတ်ကြည့်လို့ရှိရင်ဖြင့်ဘုရားတရားမဟောတော့ပါဘူးလို့စိတ်ကိုဒုံဒုံချတဲ့အနေမှတ်ယူလောက်တဲ့အခြေအနေတို့ရောက်တဲ့စိတ်အကြံတော်ပါ။တကယ်စင်စစ်ဖြစ်တဲ့စိတ်အကြံတော်ကတော့ဏိဒံတစ်ဖက်မပြည့်စုံသေးတဲ့အတွက်လောလောဆယ်ယခုချက်ချင်းတရားဟောဖို့ရန်အရေးအားထုတ်မှုမရှိသေးသောအနေနဲ့စိတ်တော်ဖြစ်နေတယ်။နိုင်ငံတော်ဝန်ကြီးချုပ်တို့မိလိန်သာမင်းကြီးတို့လိုပဲထင်မှတ်တဲ့သဟံပတိမြမာကပထမဇန်ဘုံကသဟံပတိမြမာကြီးလည်းပဲအဲ့ဒီစီရင်တွေကနေပြီးတကလားဘုရားကိုယ်တော်မြတ်စိတ်အကြံတွေကိုမိမိစိတ်ဖြင့်ဇေတောပရိယသူအဘိညာဉ်ဖြင့်သိပြီးတကားလားအပူကြီးပူပြီးအစိုးရင်ကြီးစွာဖြင့်စัจ java ဝလာတိုက်တောင်းကနတ်မြမအပေါင်းကြားလောက်အောင်နတတိဝတ္တဘောလောကောဝိနာတတိဝတ္တဘောလောကောစัจ java ဝလာတိုက်တောင်းကြားလောက်အောင်အော်ဟစ်တဲ့ကြွေးကြော်တန်ကြီးတဲ့ဘောဥဝချင်းတို့လောကောတန်တလောကကြီးသည်နန္တတိဝတ္တပစ္စည်းပေသွားတကားပစ္စည်းတော့မြည်တကားဝိနတတိဝတ္တအဖတ်ဆယ်၍မရအောင်ပင်ပစ္စည်းတော့မြည်တကားဘာကြောင့်လဲလို့ဆိုတော့ယတ္တရဟိနာမတထာဂတန္တအရဟတောသမ္မာသမ္ဗုဒ္ဓံတအဘောဓုက္ကတာယစိတ်တံနမတိနောဓမ္မဒေသနာယဟိအကြောင်းကယတ္တရယတ္တမအကျင့်ကြောင့်တာထာဂတသာရှိဖျားတို့အတုလာခြင်းကောင်းတော်မူသောအရဟတောပူဇော်အထုခံတော်မူတိုက်သောသမ္မာသမ္ဗုဒ္ဓသာသဗ္ဗညုမြတ်စွာဘုရား၏စိတ်တန်တန်၌အဘောဒုက္ခတာယတရားဟောဖို့ရန်အရေးအားထုတ်မှုမရှိသေးသည်၏အဖြစ်ဖြင့်ယတ္တမခြင်းကြောင့်စိတ်တန်စိတ်တော်သည်နမိညွတ်ခဲ့လေပြီယန္တရာယတ္တမခြင်းကြောင့်နမိတ်တိနာမစိတ်တော်ညွတ်ပြီတသမထိုကြောင့်ဘောဝချင်းတို့လောကောတတ္တလောကကြီးသည်နတတိဝတ္တပစ္စည်းတော်မြည်တကားဝိနတတိဝတ္တအဖတ်ဆယ်မရအောင်ပစ္စည်းတော်မြည်တကားလို့ကြည်စွာဆိုရင်ချင်းပြင်းပြီးတကားလားစัจ java လာတိုက်တောင်းကနတ်မြမာတွေကြားလောက်အောင်ကြွေးကြောလိုက်ပြီးတကားလားအဲ့ဒီစัจ java လာတိုက်တောင်းကနတ်မြမာတွေခဏအတွင်းသဟံပတိမြမာကြီးရှိရာသို့လာရောက်သဟံပတိမြမာလက်ကွေးတဲ့လက်ဆန့်တယ်လို့ဆန့်တဲ့လက်ကွေးတယ်လို့ဒီအချိန်ကလေးအတွန်းမှာပဲ